အီလန်ကာကပေါင်45တန်းနဲ့ကန်လန်းခံရပေမဲ့ Redford လို့မြမဦးကောင်းတတိုက်ကတော့ရောင်လို့တောင်လာမမေးကြတာဘာလို့လဲပရိသတ်များအားမင်္ဂလာပါဗျာကဏ္ဍဆောင်ကတည်နေသတင်းတွေကိုတင်ဆက်ပေးနေတဲ့ Game Time Glory ကနေပြန်လည်ကြိုလိုက်ပါရီမြို့ကဆယ်ကမဲတိုက်စင်ကောင်အီလန်ကာကိုပေါင်45တန်းနဲ့ကန်လန်းလိုက်ပြီးဒီဈေးနှုန်းကို Forever ကပယ်ချလိုက်ပါရီမဲယွန်အသင်းထွက်ချင်းတူလို့အီလန်ကာကရွှေဖြစ်သွားချိန်မှာလက်ရှိမဲယွန်မှာကြံရှိနေတဲ့ Redford ဂါနာချိုလိုနဲ့ဆန်ချိုလိုလိုချီလိုကစားမတွေကိုအီလန်ကာလိုတန်မိုးမြင့်ကန်လန်းလာတဲ့အသင်းမျိုးရှိသေးပါဘူးအတော်လေးကိုတရားချဖို့လည်းကောင်းပါတယ်အီလန်ကာက2023ခုနှစ်မှာမဲယွန်ကနေ Forex ကိုပေါင်15တန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက်သူရဲ့ခြေစွမ်းပိုင်းကတိတိကျကျတိုးတက်လာခဲ့ပါတယ်2024-25ရာသီမှာသူဟာ Premier League ပွဲပေါင်း38ပွဲကစားပြီး6ဂိုးသွင်းယူက17ကြိမ်ဂိုးဖန်တီးမှုနဲ့ Forex ရဲ့ဥရောပ Conference League ဝင်ခွင့်ရဖို့အဓိကပံ့ပိုးပေးခဲ့ပါတယ်ကာဆင်နီယာအက်ဒီဟောက်ကအီလန်ကာရဲ့အမြန်ဆုံးစွမ်းရည်နဲ့ Premier League အတွေ့အကြုံကိုအလွန်တန်ဖိုးထားပြီးသူ့ကိုညာတာဝန်မှာအမ်မရီရိုရဲ့နေရာအစားထိုးဖို့တဲ့ရည်မှန်းထားပါတယ်အီလန်ကာကိုယ်တိုင်ကလည်းကာဆန်ရဲ့ချန်ပီယံလိဂ်ကစားကွင်းနဲ့ဆရာထက်တန်မှုကိုဆွဲဆောင်ခံရပြီးပြောင်းရွှေ့ဖို့စိတ်ဝင်စားတယ်လို့သိရပါတယ်ဒါပေမဲ့ Forex ကမင်းတို့ပတ်စံမလာဘူးဆိုပြီးပေါင်တန်း60အောက်ကိုမရောက်ဘူးဆိုပြီးတော့အကြောင်းပြန်လာပါတယ်။မဲယိုတင်က Redford ဂါနာချိုဆန်ချိုတို့ဟာတစ်ချိန်ကလာလာကောင်းနေနဲ့အာယုံဆိုင်ခံခဲ့ရပေမဲ့လက်ရှိမှာတော့သူတို့ရဲ့ခြေစွမ်းနဲ့စိတ်တဲ့ပိုင်းကအီလန်ကာနဲ့ရှင်အတော်လေးကွာခြားနေပါတယ်။တန်းနဲ့ပြဿနာတက်ခဲ့ပြီးမဲယိုကိုအာခံနေတဲ့ဆန်ချိုကလက်ရှိမှာတပတ်လစာပေါင်3တန်းကျော်မရရင်အသိမပြောင်းမှုလုပ်နေတာပါ။ Redford ကတော့ဗီလာမှာခြေစွမ်းပြနေခဲ့ပေမဲ့သူ့ရဲ့မတည်ငြိမ်တဲ့ခြေစွမ်းကအသင်းတွေကိုသူ့အပေါ်ရင်းနှီးမြှုပ်နှံမှုတုံဆိုင်စေခဲ့ပါတယ်။မဲယိုကဂါနာချိုကိုပေါင်တန်း80လောက်တန်ဖိုးသတ်မှတ်ထားပေမဲ့သူ့ရဲ့မတည်ငြိမ်တဲ့စိတ်တဲ့ပိုင်းခြေစွမ်းပိုင်းတွေကြောင့်အသင်းတွေကစိတ်ဝင်စားမှုနည်းနေပါတယ်။ဒါကြောင့်ဒီလိုစိတ်သက်ပိုင်းညံပြင်းနှုံချလွန်းတဲ့ကစားမတွေကသူတို့ရဲ့ကစားမဘွားကိုသူတို့ကိုယ်တိုင်တက်ပြစ်နေတယ်လို့ပဲပြောရပါမယ်။